မိန်းမတစ်ယောက်ကသူမရဲ့သမီးလေးကိုပုံမှန်ဆေးစစ်ဖို့ဆေးရုံကိုခေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဆရာဝန်ရဲ့မျက်နှာကိုမြင်လိုက်တဲ့အခါမှာတော့သူမအံ့ဩသွားခဲ့ပါတယ်။အဲ့ဒီဆရာဝန်ကသူမရဲ့9 နှစ်အကြာချစ်သူဟောင်းဖြစ်နေခဲ့တာပါ။ဒါပေမဲ့အထူးဆန်းဆုံးကတော့သူမသူ့ရှေ့မှာဓာတ်ရိုက်ရက်နေတော့လေအဲ့ဒီအမျိုးသားကသူမကိုလုံးဝမမှတ်မိဘူး။တကယ်တော့9 နှစ်ခန့်အရင်တုန်းကသူမကအလေးချိန်200 ကီလိုရှိတဲ့အရန်ရိုးရှင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတောင်သူမဟာချမ်းသာပြီးအဆင့်မြင့်လူတစ်ယောက်နဲ့လျှို့ဝှက်ချစ်ချင်း3 နှစ်ကြာဆက်ဆံခဲ့ပါတယ်။သူမထင်တာကတော့သူမရဲ့စစ်မှန်တဲ့ချစ်ချင်းကသူ့နှလုံးသားကိုအနိုင်ယူနိုင်ခဲ့ပြီလို့ပါ။ဒါပေမဲ့တနေ့မှာတော့သူမကိုဝင်ရှိနေတယ်ဆိုတာပြောဖို့သွားတဲ့အချိန်သူမအမှတ်မထင်ကြားလိုက်ရတာကအဲ့ဒီအမျိုးသားကသူ့မိတ်ဆွေနဲ့ပြောနေတာဒါကအချိန်ဖြုံးတာပဲနောက်တစ်ချိန်မှာခွဲသွားပြီးနိုင်ငံခြားသွားမယ်ဒီစကားကသူမကိုနှလုံးကွဲစေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူမဟာသူ့ဘဝထဲကနေအမြဲတမ်းပျောက်ကွယ်သွားဖို့ဆုံးဖြတ်ပြီးကလေးကိုတယောက်တည်းမွေးမြူခဲ့ပါတယ်ဒါပေမဲ့ကံဆိုးစွာနဲ့သူမရဲ့ကိုယ်ဝင်မှာအမွှာကလေး2 ယောက်ထဲက1 ယောက်သာအသက်ရှင်ခဲ့ပြီးအသက်ရှင်တဲ့သမီးလေးတောင်နှလုံးရောဂါမွေးရာပါနဲ့ဖြစ်နေခဲ့ပါတယ်။သမီးကိုကယ်ဖို့အတွက်သူမဟာ3 လအတွင်းအလေးချိန်အားလုံးလျှော့ချပြီးလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ထို့အပြင်သူမရဲ့စွမ်းရည်နဲ့နာမည်ကြီး crockery designer တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့သမီးကိုဆေးရုံပြန်ခေါ်လာတဲ့အချိန်သူမမထင်မှတ်ပဲသူ့ချစ်သူဟောင်းနဲ့ပြန်တွေ့ခဲ့ပါတယ်။သူမအမည်ပုံစံအသွင်ပြင်အားလုံးပြောင်းထားတာကြောင့်အဲ့ဒီအမျိုးသားကမသိနိုင်ခဲ့ပါဘူး။ဒါပေမဲ့သူမမသိတာကအဲ့ဒီအမျိုးသားဟာနှစ်များတစ်လျှောက်သူမကိုရှာဖွေနေခဲ့တာပါ။အစမှာအချိန်ဖြုံးတာလို့ဖြစ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူမရဲ့ရိုးသားမှုနဲ့နှလုံးသားကြောင့်တကယ်ချစ်မိသွားခဲ့တာဖြစ်ပါတယ်။နောက်တစ်နေ့မှာအမျိုးသားဟာသူမကိုတန်တရားဝင်လာပြီးလျှို့ဝှက်စုံစမ်းမှုတွေစတင်ခဲ့ပါတယ်။တစ်ဖက်မှာတော့သူမရဲ့မနာလိုသောဘတ်စ်မိန်းမကဒီအရာတွေကိုမြင်ပြီးအယမ်းမနာလိုဖြစ်လာပါတယ်။သူမကငါကဆရာဝန်ရဲ့ချစ်သူပါလို့လိမ်ပြီးမိန်းမကိုဒုက္ခပေးဖို့စီစဉ်ပါတယ်။ညဘက်မှာ